ည်လာတဲ့ဆာမူရိုင်းဟာကြောက်လိုက်တာကျဝတ်တစားပြည့်တဲ့ဆာမူရိုင်းဆိုတဲ့နာမည်တစ်လုံးရဖို့အတွက်ခက်ခဲမှုတွေကိုအန်တုခဲ့ရတယ်ဆာမူရိုင်းတို့တက်တဲ့ပညာရဲ့မျိုးစုံကိုတစ်ပတ်ကန်းထက်ကျွမ်းကျင်ထားတယ်တိုက်ရိုက်ခိုက်ရိုက်ဟာဝဲတယ်အတီးရီထားတယ်ဝန်နေကြကကျုပ်တို့ရဲရင်ခံရတဲ့ဆာမူရိုင်းကိုဘယ်သူကမှစိတ်ကူးရင်ဝင်မရှိတော့ဘူးလေအေးဘောကြီးစားရှိသွားတယ်လေလက်ရုံးရည်ကမကောက်နှလုံးရည်နဲ့ပါပြည့်စုံတဲ့ကျုပ်ကစမ်းစင်ကမြန်မာမှာကျုပ်ရဲ့အေဒိုစွမ်းကိုချပြရသေးတာပေါ့နားလက်တဲ့ကန်ဆွဲတဲ့မိအိမ်လေးအောင်ဟာတောက်ပါရဲ့အားလုံးကိုမဟာလက်ပြဖြစ်သွားလို့ရပို့ခဲ့ပြီးပြန်အားရဆိုရစူတော့ချမ်းရှင်နေခုံငါမောချွတ်တဲ့ဝင်တဲ့မြပြုံးလုံးတော့မိအိမ်ဟာငိမ့်ငယ်တယ်ရန်နေတော့မိုက်တယ်ဘယ်လိုပွာလို့ရကံပဲကိုတဆုံမလို့လို့ရဲ့ဘယ်တောင်ရမလို့ဆက်ပြီးငါအိမ်နဲ့ကြီးကြတော့နေနေထမ်းလာနေစလို့ရှိငငယ်ဟာအကွယ်လိုက်တဲ့တိုင်နဲ့ဟာချုံးနေတော့တဲ့တွေဟာလုံးလုံးတော့ခုပဲလို့ပြမလဲခုပဲလို့လုံးလေခုပဲလို့ပြမလဲခုပဲလို့လုံးလေဘယ်မှာပြင်းပြနေတယ်ပထမဆုံးတွေ့ရတဲ့မျက်နှာဖုံးရှင်ကတော့ဂျာဇဝင်တွင်တဲ့စမှုရိုင်းဟယ်လိုဟေးကျူလူပညာဖြီးကမြတ်တော်ပြည်စင်ဝဲကိုရင်မောဆောက်လန်းနေရနေစခဲ့တာပါသူ့ရဲ့အမှုပညာလမ်းကြောင်းကစင်မြင့်ရှောက်လန်းနေရနေစခဲ့တာအော်ပြောပါရဲ့ပြောတယ်ဘယ်လိုပေါ်တယ်ဗောအတလူလိုကြီးတာအေးလူလိုကြီးတာတကယ်ဟာကြီးတိုင်ထားတာပြောလားအတူလားရှိလားအတူလားရှိလားအရှိဘယ်အားပြောကလေးခါတော့လာတောင်းမဲဝေရောင်ပင်လေဝဲစိတ်ကူးလေးယွန်းလွင့်မဲပန်းလေးပေါ်မှာကွယ်အိုချစ်အင်္ဂလိပ်တင်မဲရွှေရင်လုံးမကွယ်ကိုအသေးလေးအတဲ့ကွယ်နိဗ္ဗာန်ဆိုတာရဲ့အိုတို့ကပါတဲ့မှာကွယ်ရန်ကိုမိုက်အောင်တီဆိုဖြောပြသွားတယ်အရင်ကောင်းပါတယ်အဲ့တော့ကိုတော့ဒီလိုဖြစ်နေတယ်ဒီလိုဟုတ်တယ်ဒီလောကတွေကိုဘွားချင်မမရစတဲ့မှာနာမည်၃မျိုးနဲ့စဝင်ကြနာမည်၃မျိုးဆိုတော့အရှင်တော့ပါလေဥတုတ်ကြီးဟေးစာမူရိုင်းဒီပါလူမျိုးလဲဝေးအိုညာကျွန်တော်ဒီမှာမွေးတဲ့လူမျိုးပါခရီးဒီနေ့မှာမွေးတဲ့ဘုံလူမျိုးကဲကင်းပြင်းမှာမွေးတဲ့မိုးလူမျိုးတဲ့မိုးလူမျိုးမိုးလူမျိုးဝေးတာပေါ့ဟုတ်ပါလေပေါ့ဇန်ညွန်းနေပါရေးဘူးလားဇန်ညွန်းရေးဘူးဦးတယ်ဘူးတယ်ပကြီးတွေပါတယ်လဲဆွဲရတယ်လေဘာမလိုက်တာမဟုတ်ဘူးဘိုက်တဲ့ကဓာတ်အသစ်ကိုဘယ်တော့ထုတ်သုံးပါလဲဟုတ်တယ်အဲ့ဒါတော့လုံးဝသုံးတာလုံးဝသုံးတာလုံးဝမသုံးဘူးလုံးဝမသုံးဆပ်ပူရိုင်းဆပ်ပူစာကြိုက်လားဆပ်ပူရိုင်းဆပ်ပူရိုင်းနဲ့ဆပ်ပူရိုင်းကိုမဲလေးပဲကြိုက်တာဟမ်ဆပ်ပူရိုင်းလေးပဲကြိုက်တာအဲ့လေးပဲဟုတ်တယ်ဟုတ်ကဲ့အခုမေးကြည့်တယ်မေးလေမေးပါမေးလေဟုတ်တယ်ဘာမေးခွန်းနဲ့မတင်စင်လာပဲနဲ့ဘာလို့ထိုင်နေတာလဲโอเคပြန်ကြိုက်စင်လာတယ်လေတင်စင်လာတဲ့ဟာကိုဒီမှာတိတ်ချိုင်းဟာဘယ်လိုမေးလိုက်ဘလို့သိပါလဲဆာမူရိုင်းကိုဦးငှက်ကဆွဲပြေးဒီဒီကဥခင်လိုက်မစားလေးရောမစားလေးရတော့လားမစားလေးရတော့ဒီတစ်ခါကျရင်တော့အမှန်တိုင်းဖြေလိုက်တော့မလားလို့လေသူလဲမိုင်းသူလဲနာမည်ကြီးလေနာမည်ကြီးရလေဩနာမည်ကြီးလေလူကြီးလို့လားလူကြီးလို့နာမည်ကြီးတယ်မောင်နေတိုးကိုထွန်းတော့ရောရဲဒီပါကြီးမြင်နေတာဘာကိုနေတို့ကိုထွန်းတော့ရဲဒီပါဘယ်ဘာ
ဟုတ်ကဲ့ပါဆောင်းတိုင်းကိုစိတ်မကောင်းပါဘူးအမှန်တကယ်ကတော့နောက်ဆုံးအထိကိုနော်ခေါ်ပါစေချင် ပါသွားစေဒါသိမ့်လိုက်လို့ဒါသိမ့်လိုက်ဆောင်းမှုလိမ္မာဆိုတာရှိသေးတယ် ဆောင်းတိုင်းဆိုတော့အလီမာလည်းရှိတော့တော့စီစဉ်ကြရင်မင်းအတွက်ထည့်ပြီးကဲတရားချွတ်ပြဖို့အတွက်အစဉ်သင့်ဖြစ်နေ မချွတ်ပါနဲ့နေပါဦးကြာကြာလေးကြာကြာလေးနေပါဦးနေပါဦးကြာကြာဟုတ်တယ်ဟုတ်တယ် တော့မလားတဲ့ ဒါ ဟုတ်တယ်ဗျကဲအဲ့ဒါဆိုရင်တော့ပြိတ္တတွေကလည်း तू လဲဆိုတာကိုသိကျင်နေကြတယ် သိကျင်နေပြီ မျက်နှာဖုံးချွတ်ပြဖို့အတွက်ဆာမူရိုင်းအနောက်ကိုခဏလေးလှည့်ပြီးပါ ဟာဘယ်လူလဲအေးဘယ်လူလဲ လိုက်ပါတော့ချစ်လိုက်ပါတော့ လူလဲချွတ် ချွတ်တော့မယ် တို့ရကော ဆာမူရိုင်းမျက်နှာဖုံးရှင်ရတော့ကျွန်တော်တို့တွေရောတနိုင်ငံလုံးကပရိသတ်တွေရောအရန်ကိုချစ်ရတဲ့အကယ်ဒမီနေတိုးဖြစ်ပါတယ် ဆော့ဆော့ပြဟဲ့စပင်းရှယ်ကြီးပဲလေစပင်းရှယ်ကြီးပဲဆိုဘယ်လိုလဲစပင်းရှယ်ကြီးကဘယ်သူလဲပေါ့လိုက်စင်စား ငါရှောက်ပြောရတော့လေတော့ဘုရားငါရိုက်ပါဗော ကုန်ခဲ့တဲ့တစ်နှစ်ကရှိဒီနှစ်ကမရှိပါဘူး အခုတူပါ တည်တယ်သူက ကျွန်တော်ဝင်လာတဲ့မတည့်ရက်နေတဲ့အောင်သိတာ တမီးတို့နည်းနည်းမှမပြော ချင်းဆိုမှတည်တယ် ဟုတ်မတည့်ရက်နေတဲ့သိတယ် တချင်းဆိုတာပြီး အဲ့ တော့ ကိုယူပြီးအဲ့လိုနှစ်ချက်ဆန်းလိုက်တာတို့လူရင်းနေနေတာလူဖြစ်သွားတာအဲ့ဒါကျွန်တော်သိတယ်မပြောရတာပြော ဒီ ပြော တို့ကပေါ်မှာဆိုလို့ဒီဘဲကိုတိတ်မကစ်ဘူးနော်တို့ကစ်ပေါ်သွားမှာဒီ ဟုတ်ကျွန်တော်ကပေါ့ဘူးကျွန်တော်ကသူတည်ပြီဆိုတာကျွန်တော်တည်တယ်အဲ့ဒါကျွန်တော်မပြောတော့ ဒီအရေးကိုဝေးရတဲ့အပေါ်မှာညီလေးရဲ့ခံစားမှု မွန်းတာပေါ့ကို ပူတာဗောမူကြီးဗောနော် ကိုမွန်းခဏချွတ်ညီမလည်းစိုးရင်တော့ပါ ဟုတ်တယ် ဘယ်မခံစားဘူး ဟုတ်ဒါပေမဲ့ နေရာချင်းလဲမလားနောက်နေ့လဲမယ်ညနေဖုန်းကိုဆွတ်ထားတဲ့အချိန်မှာတော့စိတ်ထဲမှာလို့နေရထိုင်ရတာပေါ့နော်အရင် comfort မဖြစ်ဘဲနဲ့နည်းနည်းမွန်းကျက်တာမျိုးတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ sporting အရင်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့နေတဲ့ထိုင်တဲ့နေရာတွေမှာလည်းနောက်ကနေပြီးတော့မှကျွန်တော်တို့လိုအပ်တာလေးတွေပူနေပြီဆိုရင်လည်းကျွန်တော်တို့ကို sport လုပ်ပေးတယ်နောက်ပြီးပန်ကားတွေဆိုရင်လည်းကျွန်တော်တို့အသက်ရှူရလွယ်ကူအောင်ပေါ့နော်အဲ့လိုမျိုးလေးနောက်ကအမြဲတမ်းတော့နောက်ကနေ follow like လုပ်ပေးနေတဲ့လူတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အခက်အခဲတော့မရှိခဲ့ပါဘူးဟုတ်အတန်းကိုအရင်ပြောင်းလဲဖို့ကျွန်တော်အရင်မကြိုးစားခဲ့ပါဘူးအဓိကတော့တချင်းကပထမတချင်းတစ်ပုတ်ကတော့ crew song ကလည်းနည်းနည်းလေးကျွန်တော်အနေနဲ့ဒါရင်းနှီးတဲ့တချင်းဆိုပေမဲ့လည်းတချင်းကနည်းနည်းလေးခက်တဲ့ထဲမှာပါတဲ့အခါကျတော့အဲ့ဟာကိုတော့ကျွန်တော်ရဲ့ဒီ page ရောက်အောင်ကိုပဲအဓိကဦးစားပေးပြီးတော့ကျွန်တော်ဆိုလိုက်တာပေါ့နော်ဒုတိယတချင်းကြတော့ကျွန်တော်ရဲ့ဒီ break တဲ့ခါမှမကြားဘူးတဲ့တချင်းတစ်ပုတ်ဖြစ်နေတဲ့အခါကျတော့ကျွန်တော်အနေနဲ့နည်းနည်းလေးပဲကျွန်တော်ဒီပုံမှန်ဆိုတဲ့ hand လေးထက်ကိုနည်းနည်းလေးပဲကျွန်တော်ပြောင်းလာတယ်ပေါ့နော်မတိမတာလေးနည်းနည်းလေးကျွန်တော်နည်းနည်းလေးပို့ပြီးတော့နူးညံ့တဲ့ပုံစံမျိုးပို့သွားတာတဲ့တချင်းပေါ့နော် လူလီမီယာကိုမျိုးလွင်ခဲ့သူပါလေလူရာကိုငါမရောက်နိုင်သေးဘူးလူကြီးချဲမနဲ့ပြများဆောင်မျိုးရင်ရှင်လိုပဲထူပါဘူးဒီရင်နဲ့ငါဟာမင်းစိတ်တွေယူကတော့မယ် မသိအောင်အဓိကနေဖြစ်တာသတိထားပြီးနေဖြစ်တာကတော့ကိုယ့်ရဲ့အမှုရာပေါ့နော်ကျွန်တော်တို့လှုပ်ရှားမှုတွေကသူခံမှန်းတဲ့အချိန်မှာတိသွားနိုင်တယ်အထူးသဖြင့်ရင်းနှီးတဲ့တငယ်ချင်းတွေလည်းဒီစက်လီစုံထောက်တဲ့မှာပါနေတဲ့အခါကျတော့သူတို့တွေကနည်းနည်းထိတွေ့နေတဲ့လူတွေဆိုတော့သူတို့တိသွားနိုင်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ရဲ့လှုပ်ရှားမှုတွေကိုကျွန်တော်ရဲ့အပြင်မှာလှုပ်ရှားနေတဲ့ပုံစံမဟုတ်ပေနဲ့ character တွေကလိုမျိုးဆာမွေးဇက်ကောင်တွေကလိုမျိုးပေါ့နော်အဲ့လိုဇက်ကောင် character ကိုနည်းနည်းလေးပုတ်ကပ်ပြီးတော့နေခဲ့ရတာပေါ့ဒါတော့အမှတ်တရဒီ program လေးကအရန်ချစ်စရာကောင်းပြီးတော့ပျော်ရွှင်စရာကောင်းတဲ့ program လေးတစ်ခုဖြစ်တယ်နောက်ပြီးတော့ဒီ best stage မှာရောနောက်ပြီးတော့ဒီ season တင်ဆက်တဲ့နေရာမှာရောပေါ့နော်ကျွန်တော်တို့အသေးစိတ်လေးseason တင်ဆက်ထားတယ်နောက်ပြီးတော့ဝိစားစင်မှုပုံစံတွေအစားပေါ့နော်ဆက်ဆက်ရရအသေးစိတ်တင်ဆက်ထားတဲ့ program လေးတစ်ခုဖြစ်တဲ့အခါကျတော့နောက်ပေါင်းစုံကနေဒီပြည်စုံတဲ့ program တစ်ခုလို့ကျွန်တော်မြင်မိပါတယ်